23ရက်12လ2025အင်္ဂါနေ့မနက်ပိုင်းအတွက်တွေးမိတာလေးနည်းနည်းလာပြောကြည့်တာကြိုက်တော့ရင်တော့လိုက်လို့ရပါသူက3နှစ်ခတ်တစ်ချက်နှစ်လေးနှစ်ခတ်တစ်ချက်နောက်တစ်ခါ3နှစ်ခတ်တစ်ချက်စောင့်တော့စောင့်နေတာပဲလေခွင်ရတော့အဲ့ဒါတော့3နှစ်လေး3နှစ်ခတ်နှစ်ခတ်ပို့ပြီးတာလေသူကဘာတွေဖြစ်လာကြဒီကောင်ဒီလိုပဲပြန်လာနောက်တစ်ခါနှစ်လေးတို့နှစ်ခတ်ပြူတာဒီကောင်လိုပဲပြန်လာဒီမှာတော့သူက2.55ဆိုပြီးပြောင်းသွားပေါ်မှာတော့မရှိတော့ရင်53နဲ့တပွဲနှစ်လေးတပွဲအဲ့ဒီမှာ53ကိုချပြီးတာနဲ့နှစ်ခတ်တို့ပို့ပြီးတာနဲ့55ဆောင်းပို့တယ်2ပို့တယ်နောက်က2ခွန်ပို့တယ်55ပို့တယ်အခုဒီမှာနှစ်ခတ်53ဆိုပြီးနှစ်ခတ်ပို့ထားတယ်နှစ်ခတ်ကြာပေးထားတယ်မနေ့က36နဲ့အဲ့တော့ဒီဟာ85ကိုပဲသူ့အပေါ်ကမူတိုင်းဆိုလို့ရှိရင်55နှစ်က2တဲလာခဲ့တယ်နှစ်ကခွန်တလုံးပြောင်းတယ်55လာတယ်အခုပြောင်းရမယ့်အလှည့်ကတော့5အလှည့်ပဲရှိတယ်5ကို3ညပြောင်းမယ်ခွန်ကခွန်လို့ပြောင်းမယ်3ညခွန်နှစ်ခတ်အဲ့ဒါမှမဟုတ်ဘူးခေဆိုလို့ရှိရင်လည်းအဲ့ဒီဟာကိုထပ်ပြီးပြောင်းစရာကမရှိတာက55လို့လာမယ်ခွန်က2လို့လာမယ်52ဒါမှမဟုတ်ဒါတွေအကုန်လုံးပြောင်းကြမယ်ဆိုခွန်က53ညခွန်က20ကျွန်တော်မူပေးထားတာ30ခွန်20ဆိုမူကနန်း2ကွက်ရှိတာအဲ့ဒါမှာ3ည2ဆိုတဲ့တစ်ကွက်ကလည်းမူကနန်းနဲ့ကိုက်နေတဲ့အတွက်ကြောင့်မနေ့တော့ထိုးဖို့စိတ်ကူးရှိတယ်ပေါ့လေကျန်တဲ့လူတွေလိုက်ချင်တဲ့ဆန္ဒရှိရင်လည်းလိုက်လို့ရပါတယ်အဲ့ဒီမှာထူးခြားတဲ့တစ်ချက်ကဘာထားပြီးတွေ့ရတယ်လဲဆိုတော့ဒီမှာ3ညဒီမှာခွန်အဲ့ဒီမှာနှစ်ခတ်တစ်ချက်ပို့တယ်ဒီမှာ5ဒီမှာ3နှစ်ခတ်တစ်ချက်ပို့တယ်အဲ့ဒီ3ည5တော့ပို့ပြီးတော့ねဒီက50ဆိုတဲ့ပါဝါတစ်ချက်လာတယ်ဒီမှာ53လို့နှစ်ခတ်ပို့ပြီးတော့ဒီ50 3ညခွန်လို့နှစ်ခတ်ပို့ပြီးတော့ဒီ50ဘယ်ကနေပြီးလို့ရောက်လာတာအဲ့ဒါတွေကိုတော့စဉ်းစားစရာပေါ့အဲ့ဒီမှာဒီက3ည5တော့ဖြစ်ပြီးတာနဲ့50ကဒီကဏ္ဍကိုပဲတာထပ်ပြီးတော့သူကရွှေ့လာတာသူ့ရဲ့2ပင်ကျော်3ညခွန်တော့ပြလိုက်ဒီ50ဆိုသူ့2ပင်ကျော်ကဏ္ဍ3ကို5ခွန်3ညနဲ့ဟိုတစ်ဘက်ကကြံရတဲ့ဘက်တောက်ကြနေရကျွန်တော်ပြီးခဲ့တဲ့လွယ်ခဲ့တယ်ပြီးပြီးလွယ်ခဲ့တယ်သူ့ရဲ့သားနဲ့မရခဲ့တဲ့ပွဲစဉ်3ညခွန်နှစ်ခတ်ပို့ပြီးတော့3 5ခွန်3ညနဲ့ပို့အခုလည်းပို့ကြမယ်ဟဲ့ဆိုရင်53နှစ်ခတ်ရထားပြီးဒီ2ပင်ကျော်ဒီကဏ္ဍကိုပြန်ပို့ကြမယ်ဆိုရင်ခွန်3ည5ကို3ည3ဆိုတဲ့တစ်ခွက်ကိုတော့မနေ့မှာကာထိုးလေးထိုးပြီးတော့အကာအနေနဲ့ထိုးတင်တယ်လို့တော့ယူဆပါတယ်။ဘာဖြစ်လို့ဆိုတော့85ဆိုတဲ့ကဏ္ဍထွက်ပြီးတော့လို့ရှိရင်သူကကဏ္ဍတောင်းဖြတ်မှုဆိုတာရှိတယ်လေဆရာလေးပြင်းညင်းမှုအဲ့ဒီမှာပုံ3လုံးပေါင်းရင်3ဆိုလို့ရှိရင်385 3ညအဲ့ဒီအခွေကဒီ2ရက်3ရက်အတွင်းမှာကြာပြီးရမှာဖြစ်တဲ့အတွက်ကြောင့်30 85ကြာပြီးတော့83 3ည3 85 85 30ဆိုတဲ့ကဏ္ဍနေရနောက်ကထက်ချက်လိုက်နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီကဏ္ဍနေကိုအကာသဘောမျိုးဖြစ်စီ3မဟုတ်3ရက်အတွင်း2ရက်အတွင်းမှာလိုက်ပြီးတော့စုဘူးအနေနဲ့ပဲဖြစ်ဖြစ်လိုက်ပြီးထိုးတင်တယ်လို့အဲ့ဒါဖက်မှလည်းကစားပေးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါလေကဲဒါလေးလာပြောတာ